အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါတယ်ဒီနေ့ည German Bundesliga ပွဲစဉ်28ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးပွဲဖြစ်တဲ့ Frankfurt နဲ့ကိုလုံးတို့ပွဲကိုအမြန်ဆုံးတုံ့တက်ပေးတော့ပါမယ် Asian Frankfurt ကတော့အင်ကွင်းနောက်ဆုံး3ပွဲဆက်နိုင်ထားပြီးဥရောပဝင်ခွင့်အတွက်အမှတ်လိုနေပါတယ်တစ်ဖက်ကကိုလုံးကတော့ဇန်နဝါရီလနောက်ပိုင်းနိုင်ပွဲပျောက်ဆုံးနေတယ်လို့အဝေးကွင်းနောက်ဆုံး9ပွဲမှာ6ပွဲအထိအနည်းဆုံး2ဂိုးနဲ့အထက်ပေးထားရတဲ့ခန်းစစ်အားနည်းချက်ရှိနေပါတယ်ဒါအပြင်သူတို့ရဲ့အဓိကကွင်းလင်လူ Eric Martel ပွဲပယ်ခံထားရတာကလည်းကိုလုံးတို့အခက်တွေ့စေမှာပါ data တွေအရကိုလုံးရဲ့အဝေးခွင်းခန်းစစ်ကဂိုးတွေစစ်တိုင်ပြီးနေရတာကြောင့်ဒီပွဲဟာဂိုးများမဲ့ဘက်မှာရှိနေပါတယ်ကျွန်တော်ရဲ့ရလက်ခံမှန်းချက်ကတော့နှစ်တနဲ့ Frankfurt တို့အိမ်ကွင်းမှာ3မှတ်အဖြစ်ယူသွားဖို့ရှိပါတယ်အပိုင်လိုက်ချင်သူတွေအတွက် Frankfurt win နဲ့ total goal over 2.5 ကအသေးချာဆုံးပါပဲ ကိုလုံးတို့အဝေးကွင်းမှာအမတ်ခွဲယူနိုင်မလားသင်အမြင်ကို comment မှာရေးပေးခဲ့ပါဦးဒီလိုအပိုင်း tips တွေအတွက် KN Football Tips ကို subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော် အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြီးတဲ့ပွဲတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ